မင်္ဂလာပါရှင်ဒီနေ့သင်ခန်းစာလေးကတော့exam မှာကိန်းဂဏန်းတွေကိုဘယ်လိုမျိုးတွက်ရတယ်ဆိုတဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပုံမှန်ရိုးရိုး calculator နဲ့တွက်မယ်ဆိုလို့ရှိရင်ကိုပေါင်းတင်တဲ့ဂဏန်းတွေကိုအရင်ဆုံးနှိပ်ပြီးတော့မှ equal sign ဆိုလို့ရှိရင်အဖြေထွက်လာပါတယ် exam မှာဆိုလို့ရှိရင် equal sign လေးကိုအရင်နှိပ်ပါမယ်ဒီအပေါ်ကကိန်းဂဏန်းနှစ်ခုကိုပေါင်းရှင်းပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ keyboard ကနေရိုက်ထည့်ကြည့်ပါမယ်25အပေါင်း30ဆိုပြီးရိုက်ထည့်လိုက်ရင်အဖြေ35ဆိုတာကိုပြပေးမှာပါဒီလိုကိုကခဏနဲ့ပြင်ပြီးတော့ပြင်ရှင်းပါတယ်ဒီမှာ25နေရာမှာ20လို့ပြင်ရှင်းပါတယ်အဲ့ဒါဆိုလို့ရှိရင်ဒီမှာအဖြေကမပြောင်းသွားပါဘူးဘာဖြစ်လို့လဲဆိုရင်ဒီမှာ formula ဘာမှကြည့်ကြည့်ပါ formula မှာ formula ဘာမှပေါ်နေတာကဒီကွက်တဲ့အဖြေက25နဲ့30ကိုပေါင်းထားတယ်ဆိုတဲ့အဖြေ35ဆိုတာကိုပြပေးမှာပါအဲ့ဒီအတွက်ကြောင့်မလို့ keyboard ကနေမရိုက်ထည့်တဲ့နဲ့ cell reference နဲ့အသုံးပြုကြည့်ပါမယ်ဒီရောက်မှာတစ်ချက်ပြန်ပြီးတော့ပေါင်းကြည့်ပါမယ် equal sign လေးခံလိုက်ပါမယ်ကိုပေါင်းရှင်တဲ့ခဏကို cell reference နဲ့အသုံးပြုပြီးတော့ပေါင်းသွားမှာဖြစ်ပါတယ်ဒီမှာ20နဲ့30ကိုပေါင်းဖြစ်တာဖြစ်တဲ့အတွက်20ရှိတဲ့10ခွက်ကလေးကိုကလေးနှိပ်လိုက်ပါမယ်ဒီဘက်က formula ဘာမှကြည့်နိုင်ပါတယ်ဒီမှာ A3 ဆိုပြီးတော့ပြပေးနေပါတယ်20ဆိုတဲ့အကွက်ကလေးက10 number 10ဒီမှာ A နဲ့ 3A column နဲ့3 row ကြားမှာရှိပါတယ်ဒီရဲ့10ခွက်ကလေးကိုဒီဘက် formula ဘာမှပြပေးတာကိုတွေ့ရမှာပါပြီးရင်အပေါင်းကလေးခံလိုက်ပါမယ်နောက်30နဲ့ပေါင်းတင်တာဖြစ်တဲ့အတွက်ကြောင့်မလို့30ရှိတဲ့10ခွက်ကလေးကိုကလေးထောက်လိုက်ပါမယ်အဲ့ဒါဆိုရင်ဒီဘက်မှာ A4 ဆိုတာလေးကိုပြပေးမှာပါအန်တာလေးခောက်ထည့်လိုက်ပါမယ်ဒီမှာဆိုလို့ရှိရင်အဖြေ30ဆိုတာကိုပြပေးနေပါတယ်တကယ်လို့ကိုကခဏနေက input ထည့်တာမှားသွားပြီးပြန်ပြီးတော့ပြင်ရှင်းပါတယ်ဒီမှာ20ဆိုတဲ့နေရာမှာ40ဆိုပြီးတော့ပြင်ရှင်းပါတယ်ဒီမှာဆိုလို့ရှိရင်အဖြေက40နဲ့30နဲ့ပေါင်းရင်50ဆိုတာကိုပြပေးမှာပါဒီဘက်မှာလည်းထပ်ပြီးတော့ပြင်ကြည့်ပါမယ်45ဆိုပြီးတော့ပြင်ကြည့်ပါမယ်ဒါဆိုရင်အဖြေလေးတွေကလိုက်ပြီးတော့ပြောင်းသွားတာကိုတွေ့ရမှာပါဒီနည်းကတော့ cell reference နည်းပါ cell reference နည်းနဲ့ calculate လုပ်ပေးလိုက်တာဖြစ်ပါတယ်နောက်ထပ်ပြီးတော့ပေါင်းကြည့်ပါမယ်ဒီမှာခဏနှစ်ခုကိုပေါင်းကြည့်ပါမယ်35ဆိုပြီးရိုက်ထည့်လိုက်ပါမယ်20ဆိုပြီးရိုက်ထည့်လိုက်ပါမယ်အဲဆိုရင်ဒီဘက်မှာအကိန်းကဏ္ဍနှစ်ခုကိုပေါင်းကြည့်ပါမယ် equal sign လေးအရင်ခံလိုက်ပါမယ်ဒီဘက်က cell reference လေးကိုအသုံးပြုမှာဖြစ်တဲ့အတွက်35ဆိုတဲ့ဆဲကွက်ကလေးကိုကလေးထားပြီးတော့အပေါင်းလေးနှိပ်လိုက်ပါမယ်ဒီဘက်ကကိန်းဂဏန်း20နဲ့ပေါင်းတင်တာဖြစ်တဲ့အတွက်20ရှိတဲ့ဆဲကွက်ကလေးကိုကလေးထားပြီးတော့အန်တာလို့နှိပ်လိုက်ရင်အဖြေပြပေးမှာပါပြီးရင်အနှုတ်ဆိုလို့ရှိရင်လည်းအတူတူပါပဲ several friend ရေသုံးပြီးတဲ့အခါကျတော့နှုတ်ကြည့်ပါမယ် equal sign လေးခံပြီးတဲ့အခါကျတော့35ရှိတဲ့ဆဲကွက်ကိုကလေးထားပြီးတဲ့အခါကျတော့25ရှိတဲ့ဆဲကွက်ကိုကလေးထားပြီးနှိပ်လိုက်ရင်အဖြေက30ဆိုတာကိုပြပေးမှာဖြစ်ပါတယ်နောက်မြောက်ကြည့်ပါမယ်30နဲ့2နဲ့မြောက်ကြည့်ပါမယ် equal sign လေးခံပြီးတော့30အမြောက်တင်ကြတာလေးရဒီမှာစတားလေးကို2ရမှာပါပြီးရင်နှစ်ရှိတဲ့ဆက်ကွက်ကလေးကိုကလေးထားပြီးတော့အဖြေ60ဆိုတာကိုပြပေးမှာဖြစ်ပါတယ်ပြီးရင်စားကြည့်ကြည့်ပါမယ်စနစ်ကို2နဲ့စားကြည့်ကြည့်ပါမယ်ဒီကမှာ equal ဒီစနစ်ရှိတဲ့ဆက်ကွက်ကိုကလေးထားပြီးတော့အစားတင်ကြတာလေးကမြင်းဆောင်မှာမြင်းဆောင်လေးကိုနှိပ်လိုက်ပါမယ်ပြီးရင်နှစ်ရှိတဲ့ဆက်ကွက်ကလေးကိုနှိပ်ပြီးတဲ့အခါကျတော့အန်တာခေါင်းလိုက်ရင်အဖြေပြပေးမှာပါဒီဥစ္စာတော့အဖြေအတွက်ထား calculation တွက်ထားတဲ့ set ကွက်ကလေးတွေဖြစ်ပါတယ်ဒီဘက် formula ဘာမှလည်းကြည့်လို့ရပါတယ်ဒါဆိုလို့ရှိရင် E3 နဲ့ F3 ကိုပေါင်းထားတယ်ဆိုတာကိုသူကပြပေးမှာပါဒီမှာ30ဆိုတဲ့ set ကွက်ကိုကလေးထောက်လိုက်ရင်ဒီဘက် formula ဘာမှ E4 တွေက F4 ကိုနှုတ်ထားတယ်ဆိုတဲ့ဟာကိုပြပေးမှာပါဒီက formula လေးတွေကိုဒီဘက်မှာဘယ်လိုတွက်ထားတယ်ဆိုတဲ့ဟာကိုဒီဘက် formula ဘာမှကြည့်လို့ရပါတယ်ဒါကကိန်းဂဏန်းနှစ်ခုကိုပေါင်းလုံးမြောက်စားလုပ်သွားပေးတာဖြစ်ပါတယ်နောက်ထပ်ကိန်းဂဏန်းအများကြီးတွေကိုပေါင်းကြည့်ကြည့်ပါမယ်ဒီအောက်ဆုံးမှာကိန်းဂဏန်းတွေကို
ဒီမှာ data entry ရိုက်ထည့်ထားပါတယ်ဒီအောက်ဆုံးမှာ calculation လုပ်ကြည့်ကြည့်ပါမယ်အဲဆိုလို့ရှိရင်ဆောနာကနေကိုအသုံးပြုပြီးတော့တွက်ကြည့်ပါမယ် equal sign လေးခံပြီးတဲ့အခါကျတော့တစ်ခုချင်းစီ light နှိပ်ပြီးတဲ့အခါကျတော့ပေါင်းသွားရမှာပါတကယ်အဲ့ဒါဆိုလို့ရှိရင်တကယ်ဆိုလို့ရှိရင်အချိန်ကုန်တာအချိန်ကုန်ပါတယ်ဒီလိုမျိုးနည်းရပြီးရင်အန်တာခေါက်လိုက်အဖြစ်458ရတယ်ဆိုတာကိုပြပေးမှာပါတကယ်လို့ကိန်းကနက်နေများသွားလို့ရှိရင်ဒီ cell reference တွေကတော့အဆင်မပြေတော့ပါဘူးအဲ့ဒီအတွက်နောက်တစ်မျိုး cell range ကိုအသုံးပြုပြီးတော့တွက်ကြည့်ပါမယ်ဒီဘုတ်ကနေ equal sign လေးရိုက်ထည့်ပါမယ်ဒီမှာ function ကိုအသုံးပြုပါမှာပေါင်းချင်တာဖြစ်တဲ့အတွက် sum function ကိုအသုံးပြုပါမယ် sum လို့ရိုက်ထည့်လိုက်ပါဒီမှာအပေါ်ဆုံးကပေါ်လာပြီဆိုရင် tab key လေးတွန်းလိုက်ပါအဲ့ဒါဆိုလို့ရှိရင်ကိုရိုက်ထည့်ခြင်းတဲ့ဟာတွေကိုဒီလိုမျိုး range လေးဆွဲချသွားလို့ရှိရင်ရပါပြီဒီဘက်မှာပြပေးတာကand 3ကနေ and 11ဆိုတဲ့ range ကြီးကိုသူက sum လုပ်ပေးမယ်ဆိုတဲ့ဟာကိုပြပေးမှာပါအန်တာခေါက်လိုက်ရင်အဖြေက458ဆိုတာကိုပြပေးနေပါပြီဒါကတော့ cell range ကိုအသုံးပြုပြီးတော့ function ကိုအသုံးပြုပြီးတော့ calculation လုပ်သွားတာဖြစ်ပါတယ်ကိန်းဂဏန်းတွေများလာပြီဆိုလို့ရှိရင်ဒီဘက် function ကိုအသုံးပြုပြီးတော့ calculation လုပ်လို့ရပါတယ်နောက်တနည်းအားဖြင့်နောက်ဒီလိုမျိုး cell range ကိုအသုံးပြုပြီးတော့ကွက်ကြော်ပေါင်းကြည့်ရှင်နေပေါ့နော် equal sign လေးခံပြီးတော့ sum function လေးကိုနှိပ်လိုက်ပါ sum ဆိုပြီးတော့နှိပ်လိုက်ပါပြီးရင်ဒီ range ကြီးကိုပေါင်းရှင်ပါတယ်ပြီးရင်နောက်ထပ် comma လေးကုတ်လိုက်ပါဒီဘက် range ကိုလည်းထပ်ပြီးတော့ပေါင်းရှင်းပါတယ်ဒါကတော့ range မတူပါဘူးကွက်ကြော်ပေါင်းတဲ့နည်းပါ equal comma လေးခံမှာပါ range မတူရင် comma လေးခံလိုက်ပါမယ်နောက်ထပ် comma ထပ်ခံလိုက်အောင်ပါမယ်ဒီဘက်က range ကိုလည်းအကုန်လုံးပေါင်းကြည့်ရှင်းပါတယ်ပြီးရင် enter လေးနှိပ်လိုက်ပါအဲ့ဒါဆိုလို့ရှိရင်ဒီ range တွေဒီဘက်ဆက်လက်မှတ်ထားတဲ့ range လေးတွေကိုသူကပေါင်းပေးတယ်ဆိုတာကိုပြပေးမှာပါဒီဘက် formula ဘာမှလည်းကြည့်လို့ရပါတယ်ဒါကတော့ကွက်ကြော်ပေါင်းတဲ့နည်းပါနောက်တစ်ခု sum function ကိုမသုံးချင်ဘူးဆိုလို့ရှိရင်နောက်တစ်နည်းဘယ်လိုသုံးလို့ရတော့ဆိုရင် auto sum function ကိုအသုံးပြုလို့ရပါတယ် auto sum ကဒီဘက်မှာဆိုလို့ရှိရင် home တက်ထဲကဟမယ် auto sum ဆိုလို့ရှိရင်လေသူကဒီအပေါ်ကခဏန်းတွေကိုပေါင်းပေးမှာဖြစ်ပါတယ် keyboard ကနေ shortcut key အနေနဲ့ရိုက်ကြည့်ရှင်နေဆိုလို့ရှိရင် order နဲ့ equal sign လေးကိုနှိပ်ပေးရမှာပါ order နဲ့ equal ပေါင်းနှိပ်ပေးလို့ရှိရင်လည်း auto sum function ဖြစ်ပါတယ် enter ခေါက်လိုက်ရင်လည်းပြပေးပါတယ်ဘလို့တောင်းတော့ order equal နှိပ်လိုက်လို့ရှိရင်လည်းပုံကသူကခဏန်းလေးကိုပေါင်းပေးမှာဖြစ်ပါတယ်ဒီမှာ home နဲ့က auto sum ခေါ်ပြီးပေါင်းလို့လည်းရတယ်ပြီးရင် sum function နဲ့ခေါ်ပြီးတော့လည်းပေါင်းလို့ရပါတယ်ဒါကတော့ဒီနေ့ကတော့ calculation exam မှာ calculation ဘယ်လိုမျိုးလုပ်ရလဲဆိုတဲ့ဟာကိုပြောပြပေးသွားတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်